ကျွန်တော်တို့ရာသီဥတုအပူချိန်နဲ့ကျွန်တော်တို့ဒီစိုင်မှာပေါ့နော်အများဆုံးဖြစ်ဖြစ်တာရှိတယ်ဒီကျွန်တော်တို့ရေလေုံကနေပြီးတော့ကျွန်တော်ရေဟိတက်တဲ့ပြဿနာပေါ့နော်တော်တော်များများဒီကျွန်တော်တို့ဆိုင်မှာဆိုလို့ရှိရင်ခဏတိုင်းဒီကျွန်တော်ရေဟိတက်တဲ့ပြဿနာနဲ့ကျွန်တော်တို့လောက်ရတာတွေများတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အခုဒီလက်စနဲ့ရေလေုံစနစ်တကျဖြုတ်ပုံဖြုံနည်းရယ်တက်စင်ပုံတက်စင်နည်းရယ်အခုကျွန်တော်တို့ဒီရေလေုံ YC ပေါ့နော်ကောင်းမကောင်းရေလေုံအဆင်ပြေမပြေဘူးကျွန်တော်ဘယ်လိုစစ်ရလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်နော်ရေစစ်ပုံစင်နည်းလေးပေါ့နော်ရေလေုံအဲ့လောက်ပေါ့နေပြီဆိုလို့ရင်ဒါရေလေုံ YC လဲတင်ပြီဆိုတဲ့ဟာလေးကိုကျွန်တော်ပြပါနော်အဲ့ကြဒီမှာဒီတစ်ချက်လောက်ပြတယ်နော်ဒီကောင်ကကျွန်တော်ဒီသူ့ရဲ့ဒီ YC ကိုကောင်းမကောင်းကျွန်တော်ဒီဟာလေးလှည့်ကြည့်လိုက်လို့လူတော်တော်ပေါ့နေတယ်ဒါဒီလောက်ထိပေါ့နေဆိုလို့ရှိရင်ဒါတေချာဘောကဟိုဘက်မှာ YC ပေါ့နော် YC ပေါက်နေပြီဆိုတဲ့ဟာကိုဒါကျွန်တော်တို့အလွယ်သိရတယ်ပေါ့နော်ဒီလိုတားကြီးဒီလိုလှည့်လို့ပေါ့နေရဆိုလို့ရှိရင်ဒါရေလေုံ YC မကောင်းတဲ့ပြဿနာပေါ့နော်အဲ့ဒါကိုဒါကျွန်တော်ကစမ်းပုံစမ်းနည်းကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့ကျတော့ကျွန်တော်တို့ဖြုတ်ပုံဖြုံနည်းပြမယ်ပြီးလို့ရှိရင်တက်ဆင်လို့ရှိရင်လည်းကျွန်တော်တို့ဒီအပိုင်းလေးခွဲပြီးပေါ့နော်ဒီ YC ဘက် engine ဘက်ပိုင်းနဲ့ရေဘက်ပိုင်းတွေကိုကျွန်တော်တို့အပိုင်းလေးခွဲပြီးတော့တင်ပေးမှာပေါ့နော်အဲ့ကျတော့ကျွန်တော်တို့ရေလေုံ YC ကိုကျွန်တော်ဖြုတ်ပုံဖြုံနည်းပေါ့နော်ဒါမတီးသေးတဲ့ကျွန်တော်တို့ဒါညီကိုတွေအတွက်ဒါကျွန်တော်တို့ဒါပြောမယ်ဆိုတစ်ဖက်တစ်လမ်းကနေပြီးတော့ဒါကျွန်တော်တို့ကဟိုလောက်တက်သွားအောင်လို့ပေါ့နော်ဒါကျွန်တော်တို့ကဟိုတင်ပြပေးတဲ့သဘောပေါ့အဲ့ကြောကျွန်တော်တို့ဒီနယ်ဘက်ပိုင်းမှာဆိုလို့ချင်းဒီမှာတော်တော်ပေါ့နေနော်ဒီမှာဒါလေးလှည့်ရတယ်ကျွန်တော်နယ်ဘက်ကညီကိုတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေလေုံ YC လဲကိုကျွန်တော်ဖြုတ်ပုံဖြုံနည်းကိုအသေးစိတ်မသိရဘူးရှိရပေါ့နော်အဲ့ကြောဒီမှာကျွန်တော်တို့ပင်ငုံလေးပါတယ်ဒီပင်ငုံလေးပါအဲ့ပင်ငုံလေးကိုကျွန်တော်တို့ချွတ်ရမှာပေါ့နော်ချွတ်မှာဆိုကျွန်တော်ရိုက်ချွတ်လို့ရတယ်ဒီကောင်တိတ်ပြဿနာမရှိဘူးအဲ့လိုလေးရိုက်ချွတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြောက်လက်ပေါ့နော်ကြောက်လက်မကောင်းတဲ့ဟာကိုဒီလိုကြောက်လက်ကိုဒီလိုကြောက်လက်ကိုဒီလိုခြုံထားရင်လည်းရတယ်ဒါကတော့ကျွန်တော်အယိုးမပါတဲ့ဟာပေါ့နော်ဒီမှာထိတ်လေးခြုံထားတာဒါဒီကြောက်လက်သားကြောအမာလေးပေါ့အဲ့တော့အဲ့ဒါလေးနဲ့ကျွန်တော်တို့ကရိုက်ဖြုတ်မှာပေါ့နော်ဒါတို့ဒီမှာဒီပင်းလေးကျွတ်သွားတယ်ပင်းလေးကျွတ်သွားပြီဆိုလို့ရှိရင်ဒါဖြုတ်ရတက်ရတာဒါလွယ်သွားပြီပေါ့နော်အဲ့ကြောင့်ကျွန်တော်ဒီကောင်လေးကိုမှောက်ပြီးတော့ကျွန်တော်ထုမယ်ပေါ့နော်ထုမယ်ဆိုလဲကျွန်တော်ဒီတန်ကြီးနဲ့ထုရင်ဒီကောင်လေးတေဝါတတ်တယ်တေဝါလို့ရှိရင်ကျွန်တော်ရေလေုံတက်တဲ့ချိန်မှာထောက်ပြီးတော့အစင်မပြေရတော့ပါဘူးဖြစ်တတ်တယ်နော်ဒါတော့ကျွန်တော်ပြောသလိုပဲဒီကောင်စပလင်ကဒီမှာတော်တော်ညောင်းသွားတယ်စပလင်ညောင်းပြီးတော့တေဝါတဲ့အတွက်သူကဒီကောင်ဒီမှာဒီဟွာရည်လဲကြွေသီးတွေဒီမှာနော်ကျွေးသီးကွင်းတွေလည်းဒီမှာကွဲပြဲနေပေါ့နော်ဒါကတော့ကျွန်တော်တို့ဖြုတ်မဲ့ဟာကိုဖြုတ်ပုံဖြုတ်နည်းပြပါတော့ပြီးရင်တခါလဲကျွန်တော်တို့လုံးပုံလုံးနည်းမှာတခါလဲပြမှာလို့အဲ့ကြောကျွန်တော်တို့ကဟိုဘက်ကဘောနဲ့ YC နဲ့တို့ဒီမှာရိုက်ချွတ်ပလိုက်ပြီဘောနဲ့ YC နဲ့ချွတ်ပြီးပြီဆိုလို့ရှိရင်ဒီကောင်ပြန်မောက်ပြီးတော့ကျွန်တော်က YC ကိုတခါပြန်ရိုက်ချွတ်မှာပေါ့နော်ဒါတော့ရေလေုံဖြုတ်ပုံဖြုံနည်းပါเนาะပြီးမှကျွန်တော်စေးကြောပြီးပြီဆိုမှကျွန်တော်တို့ဒီလုံးပုံလုံးလေးကိုတစ်ခါဒါပြန်ပြီးတော့ဗီဒီယိုပေါင်းပေးမယ်ပေါ့เนาะမှန်ကျွန်တော်တို့ဒီရေလေုံ YC ကိုဖြုတ်ပုံဖြုံနည်းကိုကျွန်တော်ပြပြီးပြီဆိုတော့အခုကတော့ရေလေုံ YC တက်စင်ပုံတက်စင်နည်းကိုကျွန်တော်ပြောပြပေးပါပေါ့เนาะအဲ့ကြတော့ကျွန်တော်တို့ဒီရေလေုံ YC မှာအပိုင်းနှစ်ပိုင်းရှိတဲ့ဟာကိုကျွန်တော်ကတစ်ပိုင်းရင်းဒီကိုကျွန်တော်ကရှင်းလင်းအောင်ကျွန်တော်သေချာပြောပြမှာပေါ့เนาะပြောပြပြီးတော့ကျွန်တော်တပ်ပုံတန်ကြီးပါတစ်ခါလေးပြအဲ့ကျတော့ဒီမှာကျွန်တော်ဒီ umbrella ကျွန်တော်ရေလေုံ YC ကဒီကျွန်တော်တက်မယ်ဆိုရင်ဒီ umbrella ကျွန်တော်တို့ဒီအတွန်းထဲမှာကျွန်တော်တို့ဒီရေလေုံ YC ကနေပြီးရေနဲ့စားထားတဲ့ပြုတ်လေးတွေတန်ကြီးပြုတ်လေးတွေပါလေးရှိလားမရှိလားအဲ့ဒါလေးတွေစစ်ပြီးတေချာချောအောင်လုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YC လေးပေါ့နော် umbrella YC တက်မယ်အဲ့ကျတော့ကျွန်တော်ဒီတိုင်းထိုးထည့်နေနေလေးကြက်တာဖြစ်တဲ့အတွက်ကျွန်တော် YC ကို engine လေးအနည်းငယ်တုပ်လိုက်ပေါ့နော်အင်ဂျင်လေးနည်းငယ်တုပ်ပြီးရင်ကျွန်တော်လက်လေးနဲ့အသားလေးဖိထည့်လိုက်အောင်မယ်
နော်ဒါလေးဖိထည့်လိုက်အောင်အဲ့ကြတော့ကျွန်တော်တို့ကဒါလေးတွေကိုတက်စင်နီးလေးတွေကိုကျွန်တော်တို့ကဒီတင်ပေးတယ်ဆိုတာကြတော့ဒီတချို့ညီလေးတွေကြတော့ဒါရေလဲုံတခါမှမလုပ်ဘူးအားတော့ရေလဲုံလုပ်ပြီးတော့အစင်မပြေမှုတွေများတော့ရေလဲုံလုပ်လို့ရှိရင်စိုးရင်စိတ်များတာတို့ဘာလို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကစနစ်တကျလေးကျွန်တော်တင်ပေးတဲ့ဟာလေးကိုကြည့်လိုက်လို့ရှိရင်ဒီစိုးရင်စိတ်ပျောက်သွားအောင်လို့ပေါ့နော်လုံရဲကန်ရဲတဲ့စိတ်လည်းဖြစ်သွားမယ်ရေလဲုံလည်းစနစ်တကျလုပ်တတ်သွားမယ်ပေါ့နော်အဲ့လိုလေးကျွန်တော်ကရည်ရွယ်ပြီးတော့ကျွန်တော်တင်ပေးရပါတော့အဲ့ကြောင့်ကျွန်တော်တို့ဒီမှာကြက်ဖင် YC လို့ခေါ်ပါပေါ့နော်ရေလဲုံ YC အတွင်း YC ပေါ့နော်အတွင်း YC ဆိုတော့ကျွန်တော်တို့ဒီအတွင်း YC ကိုဘယ်လိုတက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ YC နဲ့ဒီတိုင်းတန်လုံးတွေကြောက်လက်တွေနဲ့ကျွန်တော်ရိုက်ထည့်မယ်ဆိုလို့ရှိရင်ဒီ YC ကဟိုအခက်မသိကွဲသွားတော့ဘာလို့ပိန်သွားတော့ရိုက်မရတော့တော့ဖြစ်တတ်တယ်အဲ့ကြတော့ကျွန်တော်တို့ဒီ YC နဲ့ဒီအဝိုင်းဘက်ညီတဲ့ကျွန်တော်တို့ပိုက်လုံးတစ်ခုခုဖြစ်ဖြစ်ပေါ့နော်တစ်ခုနဲ့ကျွန်တော်ရိုက်ထည့်မယ်ဆိုရင်အသားလေးဒါရိုက်ထည့်ရတာပေါ့နော် YC လည်းဆုံးချုံမှုမရှိဘူးအစင်လည်းပြည်တယ်ပေါ့အဲ့ကြောင့်ကျွန်တော်အခုသုံးတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဝိတ်ပူလာတေဝင်းတန်လိုက်တုံးဖြုတ်တဲ့ဝိတ်ပူလာလေးကိုကျွန်တော်ကတော့ဖြတ်ထားတာမဖြတ်လဲရတယ်အဲ့ဒါလေးနဲ့ကျွန်တော်တို့ကထည့်တာဆိုတော့အလွယ်တကူလည်းထည့်လို့ရတယ်အစင်လည်းပြည်တယ်အခုကျွန်တော်ထည့်ပြပေးမယ်အစချိန်တော့ဒါတက်အောင်တော့ချိန်ပေါ့နော်တက်အောင်ချိန်ပြီးလို့ရှင်တော့ကျွန်တော်တို့ဒါလေးရိုက်ထည့်လိုက်ရအောင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေလဲအောင်အတွင်း YC ကိုကျွန်တော်တို့ထည့်ပြီးပေါ့နော်ထည့်ပြီးပြီဆိုတော့ကျွန်တော်တို့ဒါရေဘက်ကအပိုင်းကိုကျွန်တော်ရှင်းပြပေးမယ်အဲကြောင့် Ampela YC ရဲ့ကျွေသီးရဲ့ဒီကျွေသီးလေးနဲ့ဒီအောက်ကကျွန်တော်တို့ဒီကြက်ဖင် YC ရဲ့ကျွန်တော်တို့ဒီ fiber ကွင်းလေးပေါ့နော်အဲ fiber ကွင်းလေးနဲ့ကျွန်တော်တို့ကသူကအလုံးလုံးပုံလေးကလူလေးကျွန်တော်တို့ကထည့်လိုက်လို့ရှိရင်သူကဒီရေကိုဒီရေလဲအောင်နဲ့ရေကိုကျွန်တော်တို့ဒီဘက်ကိုမထွက်အောင်လို့မလို့ပေါ့နော်သူကထိမ့်ပေးထားတဲ့ဒါ YC ဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရေလဲုံဘက်က YC နော်ဒါသဘောတရားလေးတော့နားလည်သွားမယ်လို့ထင်ပါတယ်နော်အဲ့ကြတော့ကျွန်တော်တို့ဟိုဘက်ကအင်ဂျင်ဝိုင်ဘက်ကကျွန်တော်တို့ YC ကိုကျွန်တော်တို့အင်ဂျင်ဝိုင်ဘက်ကအပိုင်းကိုကျွန်တော်သွားမယ်ဆိုတော့ကျွန်တော်တို့ကဒီ YC လေးကနေပြီးတော့အရင်ထည့်ရမယ်နော်ဒီ YC လေးကျွန်တော်ထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘောတက်ပြီဆိုလို့ရှိရင်ဒါဒီ YC လေးထည့်ရတဲ့သဘောတရားကျွန်တော်တို့ကဒီရေလေအုံကကျွန်တော်တို့အင်ဂျင်ဝိုင်ဘက်ပိုင်းကိုကျွန်တော်တို့ကတက်မှာဖြစ်တဲ့အတွက်ဒီရေလေအုံဘက်ကိုလာမဲ့ဘောဘက်ကိုလာမဲ့အင်ဂျင်ဝိုင်ကကျွန်တော်တို့ဒီ YC လေးထိမ့်ပေးထားတာ YC လေးထိမ့်ပေးထားတာအဲကျတော့အင်ဂျင်ဝိုင်ကိုရေဘက်ကိုလည်းသွားမရောအောင်အင်ဂျင်ဝိုင်လည်းကျွန်တော်တို့ over မပြန်အောင်ပေါ့နော်သူကထိမ့်ပေးထားတာပေါ့နော်ဒီမှာ over ပြန်ပေါက်လေးပါတယ်ရေလေ YC မကောင်းလို့ over ကြတာပဲဖြစ်ဖြစ်အင်ဂျင်ဝိုင် YC ပေါက်လို့ over ကြတာပဲဖြစ်ဖြစ်သူဒီအပေါက်လေးကနေပြီးထွက်မှာနော်အဲကျတော့ကျွန်တော်တို့ဒီ YC လေးကျွန်တော်ကထည့်မယ်ပေါ့နော်ဒါကတော့အင်ဂျင်ဝိုင်ဘက်ပိုင်းကိုကျွန်တော်တို့ကဒါရှင်းပြတာပေါ့နော်ဒါလွယ်ပါတယ်မခဲရင်မအောင်အဲ့တော့ကျွန်တော် YC လေးနည်းနည်းအင်ဂျင်ဝိုင်လေးတုပ်မယ်တုပ်ပြီးရင်ကျွန်တော်ကအလဲကောင်တက်အောင်ချိန်မယ်ချိန်ပြီးရင်ဒီမှာတရုပ်ဘင်းကျွန်တော်တို့ရှက်လေးပေါ့နော်ဒါကကိုအဆင်ပြေတဲ့ဟာနဲ့ထည့်ပေါ့နော်အဲ့ရှက်လေးနဲ့အသားလေးဖိထည့်လိုက်မယ်ကျွန်တော်ဒီမှာဒါဆိုလို့ရှိရင်ရေလဲုံဘက်ပိုင်းကကျွန်တော် YC ဒါအင်ဂျင်ဝိုင်ဘက်ပိုင်းက YC ပေါ့နော်ဒီကောင်တော့ဘောကတော့လွယ်ပါဒီတိုင်းလေးအသားလေးခောက်ထည့်လိုက်တော့နော်ဒါအင်ဂျင်ဝိုင်ဘက်ပိုင်းကိုကျွန်တော်ရေလဲုံရှည်ဘက်ပိုင်းကိုကျွန်တော်ဒါနှစ်ခုကိုအသေးစိတ်ရှင်းပြပြီးဆိုတော့အရေးကြီးတဲ့ဘိုင်းကိုကျွန်တော်ပြောပြမယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီအရေးကြီးတဲ့ဘိုင်းဆိုတာကျွန်တော်တို့ဒီ Ampela ရှက်ထည့်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာထည့်လိုက်ပြီဆိုလို့ရှိရင်တချို့ညီကိုတွေဆိုလို့ရှိရင်ဒီကောင်ကိုရိုက်ထည့်လိုက်တာနော်ဒီကောင်ကိုဥပမာတစ်ခုခုပေါ်တင်ပြီးတော့ဗောနော်ကျွန်တော်ဒီလိုတင်ပြီးတော့တူနဲ့ဒီလိုရိုက်ထည့်လိုက်အဲ့လိုရိုက်ထည့်လိုက်တဲ့အချိန်မှာဘာတွေဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်စီကို YC 2 ကွင်း 3 ကွင်းလောက်အဲ့လိုပျက်စီးပြီးမှရောက်လာတဲ့ဒါရှိတယ်ပေါ့နော်ညီလေးတွေညီကိုတွေရှိတယ်ကျွန်တော်ဒါပြန်ဟွာပြခိုင်းတာပေါ့နော်ပြခိုင်းတာပေါ့ပြန်တက်ပေးသားမှာဘယ်လိုတက်ရတာလဲလို့မေးလို့မလို့ဒါကျွန်တော်ပြပေးရပါတော့နော်2 ကွင်း 3 ကွင်းဒါမျိုးလေးတွေရိုက်ထည့်လိုက်တဲ့အချိန်မှာ
ဒါမျိုးလေးတွေမျက်စိနဲ့မမြင်တာပဲမဲ့ဒီမှာကွဲနေတဲ့ဟာလေးရှိတယ်ဒီတိုင်းကတော့မသိတာဘူးအဲ့ချိန်မှာအဲ့လိုနှစ်ကွင်းသုံးကွင်းလောက်အဲ့လိုပျက်စီးပါများလာတော့ကြတော့ဒီမှာနော်ပျက်စီးပါများလာဒီတိုင်းမမြင်တာအမှုမမတ်မဲ့လုံးလိုက်တဲ့အချိန်မှာရေလဲ YC လဲအဆင်မပြေပါဘူးကွာဆိုပြီးတော့ဒီရေလဲလုံးလိုက်ကြီးလဲပစ်တာရှိတယ်အဲ့ကြောကျွန်တော်တို့ကအရေးကြီးပိုင်းဆိုဘာလို့အရေးကြီးပိုင်းလို့ခေါ်လဲဆိုရင်ကျွန်တော်တို့ကဒီဟာတက်တဲ့အချိန်မှာကျွန်တော်တို့ကရိုက်မထည့်အောင်ပလက်နဲ့ထည့်ရမယ်နော်ပလက်ခုံနဲ့ထည့်ရမယ်ရိုက်ထည့်လို့ရှိရင်အဲ့ခုနကပြောသလိုအခက်မသိဒီ fiber ကွင်းလေးကွဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါလေးတွေက YC ကြီးဘယ်လောက်လဲရှိလုံးဝမလုံတာတော့ဘာဖြစ်တတ်တယ်ပေါ့နော်ပလက်ခုံကတော့ဒီလိုအကြီးနဲ့မှမဟုတ်ဘူးဘလို့ခုံနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အသေးနဲ့လည်းကျွန်တော်တို့ထည့်လို့ရတယ်အသေးခြိုက်လေးတွေနဲ့ထွင်ပြီးတော့လောက်ထားရင်လည်းရတယ်အဲ့ဒါ Wi-Fi ထည့်တဲ့နေရာပဲ33ကိုယ်ဆိုင်မှာရှိရဆိုဘောထည့်တဲ့နေရာမှာပဲ33ကျွန်တော်တို့ကအဆင်ပြေရပေါ့နော်ကျွန်တော်လုံးပြီဆိုရင်တစ်ချက်လှည့်ကြည့်မှာပေါ့နော်စီစီလေးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါရေလေအောင်ကအစင်ပြေသွားပြီလို့ပြောလို့ရတယ်နည်းနည်းချောင်းနေဆိုလို့ရှိရင်သူကကျွန်တော်ရေရဲ့အပူချိန်နဲ့ဆိုရင်တော်တော်ပေါ့နေလို့ရှိရင်ဒီကောင်ကရေလေအောင် YC ကမလုံမနဲ့ဒီ over ပြန်ကနေပြီးတော့ကျတတ်တယ်အဲကြတော့ကျွန်တော်တို့ကချိန်ကြည့်နည်းနည်းပေါ့ရထင်ရင်ကျွန်တော်ကနည်းနည်းလေးထပ်ပြီးတော့တိုးမှာနည်းနည်းလေးလေးသွားအောင်ပေါ့နော်တားအကြက်ကြီးလည်းလုံးမြဒါဆိုလို့ရှိရင်ဒါစီစီလေးဖြစ်သွားပြီပေါ့နော်အဲ့ကြောကျွန်တော်တို့ဒီဘက်ကနေလှည့်ကြည့်လိုက်လုံးဝလှည့်လို့မရရင်အဲ့ဒါ okay တယ်အဲ့ကြောကျွန်တော်အခုဒါပင်းလေးတက်လိုက်မယ်ပေါ့နော်ဒါကျွန်တော်မဖြုတ်ခင်ကကျွန်တော်စမ်းပြထားတဲ့အတိုင်းပဲဒီမှာဒါဆိုလှည့်မရတော့เนาะဒီမှာလုံးဝလှည့်မရဘူးသူအဲ့လိုစီးနေရမှာအဲ့လိုစီးနေမှာကျွန်တော်တို့ဒီရေလဲအုံဘက်ကရေကကျွန်တော်တို့ဒီအပေါက်ကနေပြီးတော့ over ပြန်မကြမှာပေါ့เนาะရေလုံမှာပေါ့ဟုတ်ကဲ့အဲ့ဒါလေးကိုဒါကျွန်တော်ကအသေးစိတ်လေးဒါရေလဲအုံလုံးပုံလုံးနည်းကိုကျွန်တော်ကဒါတေချာအောင်လို့ကျွန်တော်တို့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ရှင်းပြပေးတဲ့ပြင်ကျွန်တော်တို့ဒီအမ်ဘယ်လာဒီတက်တဲ့အချိန်မှာကျွန်တော်အရေးဘလူကြီးလေဘလူထည့်ရတယ်ဆိုတာလေးပါကျွန်တော်ကဒေချာအသေးစိတ်ကရှင်းပြပေးရဖြစ်ပါတယ်အားလုံးစင်ပြေကြပါစေ